တဘွားတန်းနဲ့ပြီးသွားကြမလားဘဝဘောင်းများစွာတွေ့ရနေရတဲ့အတွက်သံတရားရဲ့လို့ဘုရားဟောတော်မူခဲ့ပါတယ်အဲ့ဒါလိုဘဝသံတရားမှာဒီဘဝဒီခန္ဓာဒီရုပ်ဘိုးဘဝမှာဟိုခန္ဓာဟိုရုပ်ဓမ္မပြေတဝင်းဝင်းဝလစင်းတရှုပ်ရှုပ်ကာမဆိုးတဲ့စက်ကလေးကြောင့်အယုတ်များလှမ်းလို့လှမ်းနေကြရတာကဒီပန်းတိုင်းမရောက်မချင်းတယောက်ချင်းတယောက်ရဲ့ဆဲလဲထွေးခွာလာအဲ့ဒါလိုတန်တရားမဆုံးမချင်းသွားကြရတာကဘလူတွေရဲ့ပယောဂပါလေစဉ်းစားကြည့်လိုက်တော့လောဘရဲ့ဒေါသရဲ့မောဟရဲ့အဝိဇ္ဇာပြစ်စရာသင်္ခါရတဲ့အရင်စစ်လိုက်တော့အဝိဇ္ဇာပြစ်စရာသင်္ခါရဆိုတဲ့အတိုင်းဂျုံလုံးကန့်တဲ့အဝိဇ္ဇာကြောင့်သင်္ခါရဆိုတဲ့ပြုပြင်တာတွေစီမံတာတွေခန့်နေကြတာပါပဲဒါကိုဘဝတိုင်းကောင်းတာလေးတွေ့တော့ပြောလိုက်ကြယူစရာလေးတွေ့တော့ကျွေလိုက်ကြဒုက္ခဆင်းရဲတွေ့တော့ငိုလိုက်ကြကိုလိုချင်တာလေးရတော့ရဲလိုက်ကြဒါပြင်းမဲ့ဘယ်ဟာမှမမြဲကြပါဘူး
တွေ့တယ်ကြုံတယ်ထုံတယ်ကွဲတယ်ဝင်းနဲ့ဝင်ပါဝင်ပန်လာပါတရားတွေမို့ဖြစ်ချင်တာလဲဖြစ်ချင်မှဖြစ်ကြမယ်မဖြစ်ချင်ပါဘူးဆိုလဲမဖြစ်မနေဖြစ်ကြရမယ်အဲဒီလိုအေးဘူးမကဝိဒုက္ခဆိုတဲ့30ပုံကလူကြီးအောင်လူတင်းဖွင့်နိုင်ကြဖို့ကလည်းသံကောင်းလာဝဲတော့လည်းလမ်းမနေကြတယ်ကြီးသွားများတပွဲပြုတ်ပေါ်ကင်းများလျှောက်တော့ဝိုင်းကြီးပတ်လဲဘဝမဆုံးမဲနဲ့ဒုက္ခဒုံကြီးခြင်းဝဲပိုက်နေကြရတဲ့အတွက်ဒုက္ခသစ္စာသမုဒယသစ္စာနိရောဓသစ္စာမေဃသစ္စာတွေရင်ဝဲပိုက်နေအောင်ကြိုးစားကြဖို့30ပုံဝေတွင်ရောက်တော့အယုတ်ရဲ့ကြောက်ရဲ့ဒီပုံမှာအဲဒါဘဝမှာဘုရားအကြောင်းကောင်းနာမလာ